တော်ဒီကောင်လေးဖယ်ထားလိုက်မယ်နော်ဘာလို့ဖို့လဲကျွန်တော်တကယ်ချင်းတွေကိုကျွေးချင်လို့ဗျပြီးတော့ကျွန်တော်လောက်ခါလေးပြန်ဖြတ်လိုက်နော်ပေးပြပါနဲ့ဖယ်ထားလိုက်ဟုတ်လားဟုတ်ကဲ့အဲ့တော့ကျွန်တော်ဖယ်ထားလိုက်မယ်နော်အပြန်ညယူသွားလိုက်မယ်ဟုတ်ကိုရစားဘာလို့ကျွန်တော်လဲခလေးစားလည်းမဟုတ်လားဝယ်တာဘလို့ဟောဟိုလေခလေးကျတဲ့မို့ကျွန်တော်ခလေးကြောင့်မကြွေးချင်လို့ဟိုအသေးနဲ့ကလေးတယောက်ကိုကိုရလာဆုတ်ချခြင်းလို့လားအဲ့လိုမဟုတ်ဘူးဘလုံးမနဲ့လာကြည့်တဲ့ကလေးလေးလေလက်ပိတ်ဆိုင်ကလေးလေးဟောဘုသားလေးကိုပြောတာလားဟုတ်တယ်သူ့ကိုနှိမ့်ဆက်လို့လက်ပိတ်ဆိုင်ထွက်ပြေးလာတယ်ကျွန်တော်ဒီကိုရောက်နေတယ်သူ့တော့ပုတ်လာဝယ်တာရှင်းမဖြစ်ရလို့ရှင်နင်းကျမပြေးလိုက်ကျေးဇူးပဲနော်ပါနိုင်နေမသွားရအောင်မလားသွားလို့လေဗျာဟာမင်းဒီနေ့ဒီကပြီးပြမှာကွာရှာပါလေဗျာတားကြည့်ကြလောက်ထားလိုက်ပါမယ်အဘသွားပါကျွန်တော်ရောင်လုံးမသွားလို့မကောင်းဘူးဗျာဖြစ်ပါမလားကွာမင်းဖြစ်ပါလေဗျာအဘသွားကျွန်တော်ကြည့်လောက်ထားလိုက်မယ်ဖျောက်စလင်းဟာမကျိုးလေးပါတော့အေးကွာဖျောက်ဒီမှာထိုင်ဝမ်ဖျဲသည်ချိုးမချိုးပဲမင်းတို့စားဖို့အတွက်ယူလာအေးပါကျေးဇူးပဲရဦးလေးဟေးအလုပ်ရရှုပ်နေတာကြာကဲကွာလှုပ်တွေရှုပ်နေဒီတောက်ကြနေပြီးသွားကိုမသွားရနိုင်ဘူးဖြစ်နေတယ်နိုင်ရလည်းသွားအောင်မကွာသွားပါဆိုဖေးဟာကျွန်တော်ကြည့်လောက်ထားလိုက်ပါမယ်နှစ်ယောက်လုံးမသွားလို့မကောင်းဘူးဗျဖြစ်ပါမလားကွာမင်းဖြစ်တယ်ဒီကောင်လေးလည်းရောက်နေပြီပဲဖြစ်ပါကွာဟုတ်သားပဲဦးလေးကလေဟိုကျွန်တော်လည်းရှိရဦးလေးသွားချက်သွားလိုက်ပါနော်ဟုတ်တယ်ပါသွားတယ်ရှိရသွားတော့ပါသိမိတော့တော်တော်တက်နေပြီအေးဒါဆိုကွာငါဒီမို့ချုပ်တော့သွားလိုက်မယ်နော်ဟုတ်စစ်ချမယ်နော်ဟုတ်ကဲ့ပြေးသွားအောင်โอเคဖျောက်ဒီအားခဏထားတယ်ဒါသွားဆော့ရအောင်ဟေးပြီးရောအဲ့ဒါမင်းတော့ခွဲထားလိုက်ဒါလေးပြီးလာခဲ့မယ်မင်းတော့ပြလိုက်ဘာပြလိုက်လဲခွဲပြီးလမ်းအောင်လိုက်ရအေးပြီးကျော်လေးရကျေးဇူးအများကြီးတင်တော့ကွာမင်းဒီဘန်ကောက်အများကြီးကူညီနေတာကြပါမယ်ကွာရှင်ဗျာဟိုနေ့6ယောက်ချော်လဲရတက်တာလားမသိရှင်ဗျာဟေးတက်တာပါတယ်ကွာဟေးမင်းတို့ရဲ့တုံးမဲမောင်ကျော်မင်းကเจ้าမိုက်လာပါတယ်ကွာเจ้าမှာအလှကြီးကြီးလှုပ်ရှင်လို့တယ်ကွာကောင်းတော့ဗောရှင်ဗျာဝမ်းသာကြပဲဗောကျောင်းမှာလဲဟိုတစ်ခေါက်ရွာရှိပြီးအလူကြီးပြီးကြရဘယ်အလူမှမလာတာကြာပါဘောကောဗျာเจ้าနန်းနေရတယ်ကွာမင်းမြင်တဲ့အတိုင်းပဲပတ်လေတုံးကမှာဆိုတော့ချားလူခေါ်လို့ရှိရင်လဲမင်းကုန်ကြီးကြများအောင်မယ်ကုန်ကြစီကများမှာကွာဟိုရှင်ဗျာဟိုတခြားလူခေါ်စရာမလိုပါဘူးဖေ။ဒီလောက်ကတော့တပည့်တော်လုံးနိုင်ပါရဲ့ဖေ။ဒါဆိုလည်းမနေ့ပြန်လုပ်လိုက်လေ။မနေ့ပြန်တော့မလုပ်ပါနဲ့ဖေ။တပည့်တော်ဘောလုံးပွဲလေးရှိလို့တော်ငါမင်းမအားဆိုလို့ဘာကိစ္စမြင်လဲလို့မင်းဘောလုံးပွဲကဘလောက်အောင်ရေးကြည့်လို့တော့ရေနံကြီးမတုတ်ခင်ခြေချုပ်ကမယ်အဲ့တော့မင်းမနေ့ပြန်ကစတုတ်လိုက်ကြားလားနော်ငါချောက်မကောင်းလို့ပေါ့ကွာကောင်းလို့ကိုယ့်ဘာကိုလုပ်လိုက်ပြီမင်းတို့ပြောတာကြားတယ်တင်ပါဖေ။ဒီလည်းနေပွဲရနေနေအတီးဦးလည်းဟဲပြီးမှုတော့ဒီကပိုင်းနေတယ်ဒါကလည်းသူလည်းဆင်းရတယ်မဟုတ်ဆင်းရအေးဆင်းတော့လည်းဆင်းရမှာဆင်းတော့လည်းမရတက်နိုင်ပါကျော်လေးအေးဘာဖြစ်လဲမင်းမျက်နှာရဘူးလေအေးကွာ train တော့မလီဝယ်စားလည်းမထားဘူးအဲ့ဒီစားဆရာကလာပြောမယ်ပြောကွာအချင်းချင်းကခွင့်တိုင်နေကွာပြီးတော့နောက်2 3လောက်လေဟိုမလာနိုင်ဘူးကွာဘောလုံးကွင်းဘာဖြစ်လို့လဲမင်းကျောင်းပါကွာဆရာတော်ခိုင်းရတဲ့လူလေးရှိလို့ပါဟေ့အောင်မင်းပြန်ခွင့်နီးနေပြီနော်မင်းဟုတ်တယ်ဟုတ်တယ်ဟာအေးကွာငါလည်းအဲ့ဒါကိုစိတ်ပူနေတာပဲဒါပေမဲ့ကွာဟိုဆရာတော်ခိုင်းတာကြီးများနေပြီကွာပြီးတော့ငါလည်းဘောလုံးပွဲရှိနေတယ်ဆိုတော့ဟိုကျောင်းဝေရဝက်ဆိုင်မလို့ဖြစ်တာတော်တော်များနေပြီဒီခါတော့ကွာဟိုဆရာတော်ခိုင်းတာငါဖျောက်လုပ်ပေးလိုက်ချင်တယ်ဟုတ်ငါတို့လိုက်ပြောပြမယ်ဆရာအေးငါတို့လိုက်ပြောမယ်လိုက်ပြောပြရမယ်ရပါတယ်ကွာဟိုငါဆရာတော်ကျွတ်ထမင်းကိုစားနာဆိုတော့ဟိုဆရာတော်ခိုင်းတာကမလုပ်ပေးဘူးဆိုရင်ဟိုကျောင်းမှာကျောင်းမကြည့်လို့ဖြစ်နေမှာပေါ့ကွာအဲကြောင့်ငါဘာငါပဲလုပ်လိုက်ပါမယ်ကွာနော်ဆရာတော်ကဘာများခိုင်းတာလို့လဲကျောင်းမှာအလူကြီးလို့ကွာဟိုဆရာတော်ကဒီမူးမလာခင်ကွာတကြောင်လုံးသူကရင်နေကြီးတုတ်ချင်တာ
ငါကြောက်ရက်တော့မှာဆိုတော့2ရက်3ရက်လည်းကြာအောင်ပါလမ်းပွဲတော့ငါကန်နိုင်မှမထင်ဘူး ဟာအဲ့လိုမဖြစ်ဘူးလေကွာမင်းကငါတို့ရဲ့အတင်းကောင်းဆောင်ဟာ မင်းကလေကွာမက်ဆီကိုဖုန်းကောက်လို့ရှိရပဲကွာဟိုဆရာနဲ့တိုင်ပင်ပြီးတော့တယောက်ကိုခန့်ထားလိုက်ပေါ့ကွာမဟုတ်ဘူးလား ဟေးလေဆရာတော်ခိုင်းတာဆိုလဲဗာတက်နိုင်မှာလဲကွာပြီးတော့ပြောလိုက်မကြည့်ချင် ပြောထားလိုက်နော်အဲ့ဒါပြီးတော့ကွာငါရဲပဲလက်ပြန်လာမယ်နော်မင်းကအာကူတော့မယ်နော် သွားမယ်ကွာ ဟာဟဲ့အောင်လူစုံတက်စုံပါလားကွာဘာလုပ်ကြလဲ ငါတို့ A1 United အတင်းစီးလုံးညီညွတ်တဲ့စိတ်ဓာတ်ဆိုဘောလုံးကွင်းထဲမှာပဲရှိလို့မင်းရထင်းနေလို့လားကဲဟောဝိုင်းပူအောင်ပါ နေပါအောင်စလင်းကွာမင်းတို့ဘာသာရဒါလည်းလို့အဆင်ပြေရလား ဟာအဲ့လိုမပြေးရမှာလေကွာအကောင်းတာလုပ်တာပဲကောင်းတာလုပ်ဖို့ဆိုဘာသာမယူဘူးမျိုးမယူနေရာမယူအားလုံးလို့ရတယ်ဟုတ်မယ်ကဲနေရာမှာပေါ်နေအောင်ကွာဒီကြောင်းကြီးကိုလေနင်းနဲ့ပြီးတော့ချင်တာနော်ဒီမှာဗျာဒီလိုအားလုံးပြေးရလောက်လိုက်ပါဗျာအေးဦးစင်းကအလှမကျင်တာကွာအလှရှိတယ်တင်ပါဗျာနော်အေးမိုးနိုင်ဘာမှလုပ်လို့မရဘူးကွာနော်ဟိုမပူပါနဲ့ဗျာဟိုတပြည့်တော့ကြောက်သားဆိုရင်ဟိုမပြီးမှစိုးရင်ပါအခုအတင်းအားလုံးနဲ့ဝိုင်းကူလုပ်ပြီးမှဆိုတော့ဒီချက်စောစောပြီးမှဗျာ ဟောဒီကောင်းကောင်းဆက်ဆက်လို့ဦးစင်းနဲ့စိတ်ချအောင်ကွာနော်ခဏခဏကျွန်တော်ထားဖို့ပြောသေးတယ်ဒီတော့ကျေးဇူးပါဗျာရှင်းပြရင်ဝေစားနေကွာစင်နေမင်းတွေစီးပြီးတော့လှဲ့တာကွာညိုထဲမှာလှဲ့တာအဲ့ဘာသဘောလဲငါမသိဘူးစားမယ်ပြီးမှစားမယ်အေးဟုတ်တယ်ရောငါလည်းခရီးရန်ဆိုတော့အဲ့အကြောင်းကြီးတိတ်နားမလဲဘူးမင်းပြောပြစမ်းပါကွာရောဟာမင်းတို့ကလည်းကွာအဲ့ဒါရဟန်းဘွယ်ကနေလောက်ရတာကွာအဲ့ရှင်းအောင်လို့ခေါ်တယ် မဟုတ်ဘူးကွာအဲ့တဲ့လေးရဲ့အဓိပ္ပာယ်ရှိတယ်ကွာ ဟုတ်လားအေးရှင်းစမ်းပါဦးကွာ အေးရှင်းပါဦး အဲ့ဒါကိုရှင်ပြည့်ရလို့ခေါ်တယ်ရှင်ပြည့်ရဆိုတာကွာရှင်ပြည့်လိုမျိုးသူ့ကိုအလှပဆုံးဖြစ်အောင်စင်မြန်းပေးပြီးတော့ဟိုစင်တင်မင်းရဲ့အချွေရံပေါင်းများစွာနဲ့ရွှေချင်းငွေကြီးစောင်းပြီးသူကဟိုလှည့်လေတယ်ပေါ့ပြီးတော့အစားကောင်းတောက်ကောင်းများစွာကိုလည်းသူကကျွေးမွေးတယ်လူရှင်တွေကအေးအကယ်၍သူကဖျားရှိခိုးမယ်ဆိုတော့ဖျားဖူးမယ်ဆိုတော့မှသူ့ကိုသူကဟောရင်ကြီးပိုင်းနဲ့ထမ်းပြီးတော့မြေနဲ့မထီအောင်သူကယူဆိုင်ပြီးတော့တဲရတယ်အဲ့ချင်းညာနိုင်ပိုင်းတွင်မှာစံချတယ်ကွာမင်းတို့နားတော့ပြောမယ်ဆိုရင်တော့ဂရုံးတုံးတာပေါ့ဂရုံးတုံးရဲ့နောက်ပိုင်းမှာတော့သူကတင်ကန်းတစ်ထည်ကိုတစ်ခုနဲ့ဖြောင်းအောင်မှအိပ်ရတယ်စွန့်ကိုလည်းကိုယ့်အကူခံစားရတယ်ကိုယ်ပြောမယ်ကွာဟိုစွန့်ခံရတော့ဖက်ကိုမစီးရအောင်အဲ့ဘာသဘောလဲကွာဘာတိတ်ပဲလဲဆိုတော့ဒီနေ့ရှင်ပင်ဖြစ်နေတဲ့အခြေအနေမျိုးကနေနောက်နေ့အဝတ်တစ်ထည်ကိုတစ်ခုနဲ့ဖြစ်သွားနိုင်တယ်လို့ဝတ်တစ်ထည်ကိုတစ်ခုအခြေအနေကနေပြီးတော့လေရှင်ပင်ဖြစ်သွားနိုင်ဆိုတဲ့လောကဓာတ်တရားကိုခံရလို့စတင်သင်ကြားလေ့ကျင့်ပေးရပဲကိုရင်ဝိပြီးတဲ့နောက်ပိုင်းတာနာပေါ်မှာတည်တည်ထားတဲ့အကောင်ဆိုအကြောင်းကျိုးတွေကိုလည်းကိုရင်ကြီးတို့ဦးစင်တို့ဆက်လက်သင်ကြားပေးတယ်ကွာမိဘရဲ့အနေနဲ့လည်းသူ့သားသမီးကိုရှင်ပြတဲ့အခါမှာဟိုကောင်းမှုကုသိုလ်ပြုလို့ရတဲ့အတွက်ပို့ပြီးတော့ကုသိုလ်ရလို့ယူဆကြတယ်ဒါပါပဲအေးကွာငါလည်းဘိုးတော်တူဖြစ်ပြီးတော့အဆောင်အောင်ထားတယ်ငါလည်းမသိခဲ့ဘူးအခုမင်းပြောပြမှာပဲငါလည်းလည်းမသိရဘူးပြောကွာငါလည်းဆရာတော်ပြောလို့သိရပါအေးကွာတကယ်တော့အလူအတန်းဆိုတာဘာသာတိုင်းမှာရှိပါတယ်ကွာငါတို့ခရိယန်မှာလည်းလိုအပ်တဲ့နေရာတွေမှာအလူတန်းတွေအများကြီးလုပ်ပါတယ်မင်းတို့အစ္စလာမ်မှာရှိတယ်မလားအဲ့ရှိတာပေါ့ကွာ
ဟောဒီဆန်မှာလည်းဥမာအလှူကန်တွေဘာတွေကိုလည်းထည့်တယ်ကွာဟိုဥပုပ်လာတွေဘာရောက်ပြီဆိုလို့ရှိရင်လည်းအလှူကတန်းတာတွေအများကြီးလုပ်ကြတယ် ဟဲ့ရဒီခေါက်အိတ်ကြရင်တော့မင်းစမိုင်များလို့နော်ငါစမိုင်ကိုတေးကြိုက်တာမနေ့ကငါမစားဘူးကွာ ရရဒီနေ့မင်းအများကြီးစားစေရမယ်ဟုတ်ပြီလား မင်းလည်းခရစ်စမတ်ကြရင်ငါတို့ကျွေးအောင်နော် ဟာကျွေးမှာပေါ့ကွာမင်းရလေ ရဒီဟိုရရမင်းကလေးနော်မင်းငါတို့တစ်ဖွဲ့လုံးလာပြီးဆွဲပါကြ ဟုတ်တယ် ကျွေးမှာပါအားလုံးကျွေးမှာ ဟေးပါ ဒါနဲ့ကွာငါအားရင်အားသလိုဒီเจ้าမလာပြီးတော့ဆရာတော်ခွင့်ပြုရဆိုရင်လောအားပေးခြင်းတယ်ကွာ မင်းရလေကွာဘာလို့ခွင့်မပြုရပါလဲမင်းကကောင်းတဲ့စိတ်သက်တဲ့ကုသိုလ်လုပ်တာပြောလာခဲ့တငယ်ချင်းခွင့်ပြုတယ် အဲ့လေအားလို့ပဲဖြစ်ဖြစ်လောဝပေးချင်လို့ပဲဖြစ်ဖြစ်ဘသူကလာရဘသူကမလာဘူးလို့မောစီမှာခွင့်ချက်တာမရှိဘူးကွာမကြက်တဲ့ချိန်လာလို့ရတယ် နေပါ ဟုတ်တယ်တကယ်ဟိုတလောကငါဖျဲသီးရောင်းနေနေအစ္စလာမ်မင်းရဲ့အဖိုးကြီးတယောက်ကိုဟိုစေးုံပို့ဖို့အတွက်ငါကူငွေတော့အလူခံပေးလိုက်သေးတယ်ကွာ အဲ့ဒါကြောင့်ငါပြောတာပေါ့ကွာဘာသာတိုင်းကမြင့်မြတ်တဲ့အလူဒါနတွေလုပ်ပါတယ်လို့အဲ့တော့ကွာတို့ရလဲဘဒုအလူပဲဖြစ်ဖြစ်အတူလက်တွဲပြီးဆက်လုပ်ကြတာပေါ့ကွာမကောင်းလား ကောင်းတယ်ကွာကဲကောင်းတော့သားကွာတို့ဒီနေ့ကြီးဆက်တော့ဟုတ်တယ်မလား ဆရာဖတ်ကြည့်ရတော့ကတော့မင်းရေးတဲ့ဆောင်းပါးထဲမှာမင်းရဲ့စိတ်ခံစားချက်တွေလွန်ကဲနေတယ်ခေတီ ဆရာတော်ပြောတယ်ကတိနားမလဲ ဒီလိုကွာတရင်သမားတယောက်ဆိုတာသူရေးတဲ့တရင်ပေါ်မှာအဲ့တရင်ထဲမှာပါတဲ့လူပုဂ္ဂိုလ်ရဲ့ရှင်တွင်းခံစားချက်တွေကိုဖော်ပြခွင့်ရှိပေမဲ့ကိုယ်တိုင်ရဲ့ရှင်တွင်းခံစားချက်တွေကိုတော့ဖော်ပြဖို့မသင့်ဘူးခေတီချစ်သူကိုလည်းမသားစင်းနဲ့မုန်းသူကိုလည်းမနာစင်းနဲ့ဆိုတော့စာနယ်ဇင်းကျင့်ဝတ်ဆောင်ဖို့အတိုင်းမျှမျှတတဖြစ်အောင်လုပ်ရလိုက်မယ်ခေတီဒါမှလည်းတရင်သမားကောင်းတယောက်ဖြစ်လိမ့်မယ်အဲ့တခုလေးပါပဲအဲ့တခုလေးကိုပြင်လိုက်ရင်တော့မင်းရဲ့ဆောင်းပါကောင်းတော့ဖြစ်လာမှာပါ ကဲဆရာ ကဲဒီပါလားဘသူရတာလဲမက်ဆီစီလား မဟုတ်ပါဘူးဖုတ်ခါစီတာပါသူထိုင်နေကြလက်ဖေးဆိုင်ကြောင်းသူနည်းနည်းမေးချလေးရှိတယ် ဟောအခရဆောင်အောင်နော်ထွန်းနေပြီးတော့မယ် ဦးဟိုလေဒီလိုလာလာနေတဲ့လက်ဖေးဆိုင်ကဖိုးသားဆက်စပယ်လေးဦးတည်ရမလား သိတယ်လေဘာဖြစ်လို့လဲ သူပြောက်သွားလို့ဦးရဲ့ကတိရန်စိတ်ပူနေတာသူ့လိုမျိုးတခြားကလေးထပ်ပြီးနှိမ့်ဆက်မခံအောင်ကတိဆောင်ပါရေးလိုက်တယ်တယောက်ကများဒီဆောင်ပါကိုတွေ့သွားရင်ဖိုးသားလေးကြောင့်သတင်းဆက်နိုင်ရမလားလို့အဲ့ဒါကိုဖတ်ကြည့်ပါအောင် သမီးအရေးသားကောင်းပြီးသားပါဒီဆောင်မလည်းကောင်းပါပါဒီဆောင်မကိုဖတ်ပြီးလို့အတိတရားမရှိတဲ့လူတွေအတိတရားရှိသွားရင်ပိုပြီးကောင်းမှာပေါ့သမီးကကိုသားလေးစိတ်ပူနေတာလား ဟုတ်တယ်ဦးရဲ့အဲ့ဒီကလေးလေးကလေနားစရာကောင်းပြီးချစ်ဖို့ရမ်းကောင်းတာဦးရဲ့အခုသူပျောက်သွားလို့ကတိရန်စိတ်ပူနေတာဘာသတင်းဆက်နာမှလည်းမရအောင် အဲ့ဒါဆိုရင်သမီးဖိုးသားလေးကိုမရှာနဲ့တော့ ရှင် ဟုတ်တယ်ဖိုးသားလေးဦးစီရောက်နေတယ်ဦးမိုးတိဒုက္ခပေးမှဆိုလို့ဦးဖွက်ထားပြီလား တကယ်လားရင်ကျေးဇူးတင်လိုက်တာဦးရဲ့ကတိရန်ဝမ်းသာတာပဲ ဦးစင်မဖိုးသားလေးကအန်ဒီရဲ့ကင်းကင်းနဲ့ဦးနဲ့တူရှိနေတယ်တခုတော့ရှိတယ်နော်သမီးကိုဖိုးသားလေးနဲ့ပတ်သက်လို့မေးလာလို့ရှိရင်မသိဘူးလို့ပြောဟုတ်ပြီလား ဟုတ်ကျေးဇူးတင်ပါတယ်နော်ဦး ဒီနေ့တော့ဒီလောက်ပဲနားလိုက်ကြတော့ဟုတ်ပြီလားနောက်နေ့ကျရင်ငါကိုယ်တိုင်ပေါင်းပါဟောတင်းဆိုမကလန်းကလားနဲ့တော့ရတယ်ဟောမင်းလို့တော့မဟုတ်ဘူးနော်ဟုတ်ဆရာတိတိဒီဘယ်လဲလား ဒီလိုပဲတက်တက်လာတာဟာဟုတ်ပါ
ချွေးနေပါလား ဟုတ်တယ်က တရှိပါ ဆက်ရှင် ဖို့ခွာအနစ်စီလာတာဟာငါလည်းဖိုးသားလေးကြောင့်တရင်မကြလို့စိတ်ပူပြီးတော့ကလေးနှိမ့်ဆက်ခံတဲ့အကြောင်းတရင်ရေးလိုက်တယ်ဟာအနင်တို့ပြမလို့ကြည့်ကြအောင်ရငါလည်းပပလေးပဲရေးပေးလိုက်တယ်သိလားကိုလူမှတ်သွားအောင်သူ့ရဲ့ဆိုင်ကိုလည်းလေတပုတ်ရိုက်ပြီးထည့်ပေးလိုက်တယ် တိတ်ပြီးအတီးတာလည်းမဟုတ်ပါသူဆိုင်မှာထိုင်နေကြလို့ဆိုတော့တီးကြမှာပါ ဟိုလူကြီးတော့တော်တော်ပေါက်ကွယ်မှာတေးကြတယ်ဟာဒါပေမဲ့နေစိတ်မှုပါနဲ့ဟာငါတို့လည်းပြန်ဝဲပြီးရနဲ့ဟိုဖိုးသားလေးဝိုင်းစားပေးကြပါပါ အေးပါနော်ဒီဖင်ကြလေငါဆိုင်ကထမှန်ပြတာငါတော့ဆက်ကြမယ်လေနော် အေးကောင်းတော့ပဲ ဒါကငါမပေါ့ဘူး ပါ ဟာပြန်ရနေပါတာဘောက 你们那边train的是对啦，ရှိရနောက်ပြန်မနက်ပိုင်းရှိတယ် 他说俺拿过来没来呢喏， အေး 有回来有没呢？ ဟိုဆရာကြီးငါတို့တော်လိုက်အောင်နော် 哎，到还来见了， ညညမှာဆုံး 哒， 拜拜 要不你呀，到到家再有那个，不看了，到到家。 အေးတော့မယ်တော့မယ် ဒီကလည်းအေးနေတယ်တော့ဝယ်ဒီချော်ရဟာ ဟာတော့ကောင်းဝင်ပုံမယ်နော် အေးဟုတ်တယ် ဟာစတော်ရီဆိုရင်ကြိုက်တာ ဟုတ်တယ်ကောင်းတယ်နော်နင်ကအကောင်းသိမ့်မကြိုက်ဘူးတိလား ချင်း ကောင်းတယ်ဟာလောက်ပြီးနေရတော့ဖြေးအေးဆေးတော့ပါဆိုလာငါတော့ ကျေးဇူးပဲ တောက်ကောင်းတယ်နော်ဒီတက်ဒီတက်အေးငါရှိဟောငါရဘူးဆိုရင်ငါသိန်းခွဲဟိုကောင်ကြီးငါအကျွေးပေးပြီးတဲ့ပြင်ငါလက်ထဲမှာ9000လောက်ကျန်အောင်မယ်ဟောမိုက်တယ်ကွာငါကတိဟိုငါကိစ္စတွေတခုရှိလို့ငါသွားလိုက်အောင်မယ်ဟိုနောက်မှပဲငါတို့စုံကြတာပေါ့နော်အဲ့ခါကျမှပဲငါနေ့တစ်ခါထက်ဝယ်တိုက်အောင်မယ်နော်ဟဲ့မစီငါထားခဲ့ပြီနော်နောက်ခေါက်ကြောင်းဝင်ငါမင်းတို့ကြွေးတော့မယ်သိလားတော်ပြီကေတီ ကတိမိုင်းလိုက်လားဘာဖြစ်နေရလဲ ဘာမှမဖြစ်ပါဘူးဟိုကော်တီကကြည့်တဲ့ပြန်နေအောင်ရဖြစ်နေတယ် တူတော့ထားလိုက်စမ်းပါတော့အမြင်နဲ့ပြဿနာနဲ့ဒွန်တွဲပြီးနေတာဒါပြင်တော့ဘယ်မှာမဟုတ်တစားကြမလဲလက်ဆောင်မကနေတင်ထားလိုက်ပါနေကြွေးကြမလို့ပါဘူး ဘသူပဲကြည့်ပါဟာငါတို့နောက်မှပဲတစားကြမယ်လေငါတို့တောင်ရောက်ဆုံးမှာတစားကြအောင်နော်ဟိုဒီလိုတမလေးကနေတရတော်တော်ကောင်းနေနော်ကွယ်နာမိုက်တယ်ဟာ
သူ့ဘာလို့မျိုးလဲ ဘယ်သူပြောတာလဲ တားပြီးပြုံလဲနင်းနဲ့ခဏခဏတွေ့ရလေ အော်ဇော်ကန်ပြောတာဖြစ်မယ် ဩစောကန်လား တော့ကချင်လူမျိုးလေလေငါတို့အတင်းမှာတိုင်းနာနဲ့ဖွဲ့စီထားတာလေ အေးဟုတ်တယ်နော် ဟုတ်တယ် နင်းတို့ဘာသာစကားချင်းချင်းဖလှယ်လို့ရပါ ဒါပေါ့ငါတခါမှပြောဖြစ်တာလားဒါနဲ့မလို့ပြောတတ်တာ ပြောတတ်တာပေါ့အိမ်မှာဆိုဖေနဲ့ငါနဲ့ကမလို့ပဲပြောတာဟာဖေကညီမတို့ကပြေးပြီးအောင်မရဘူးဟာအားကြောင့်မို့ငါနဲ့ဖေနဲ့အိမ်မှာဆိုမလို့ပဲပြောတယ် ဟလားဒါဆိုမလို့ထမင်းစားယူလားဆိုဘယ်လိုပြောလဲ ဟောချစ်ပိန်တရဟန် ပင်တယ်ပြီးတော့နေကောင်းလားဆိုရင်ဘယ်လိုပြောလဲ နေကောင်းလားဆိုရင်မောင်မီဟန် မင်းကိုချစ်တယ်ဆိုရင်ဘယ်လိုပြောလဲ အိုချမ်ဘဲ ဒါဆိုငါပြောကြည့်မယ်နော်ငါပြောလို့မဲ့နင်ငါ့ကိုခေါင်းချင်းပြနော်အေးဟုတ်ငါပြောကြည့်မယ်အိုချမ်ဘဲ yes ဒါဆိုနင်ငါ့ကိုဖြေပေးလိုက်တာပေါ့ ငါနဲ့ဖြေပေးကြတာငါနဲ့ပြောမှန်တယ်လို့ပြောတာငါနဲ့ဖြေပေးတာ ဟုတ်ပါဟာငါစားတာပါဟာကဲဒီငါနင်းစိတ်ဝင်စားနေတာနင်တိမှာပါပြီးတော့ငါခံစားချက်တွေနင်းနဲ့ပတ်တက်လာရင်ထိန်းချောလို့မရတော့ဘူးကဘယ်နဲ့တခြားလူနာပါသွားမှလဲငါစိုးရင်လားငါနဲ့အဆုံးရှုံးမခံနိုင်ဘူးလားနင်ကစဉ်းစားပေးမှာမလား ငါနဲ့တကယ်ချင်းတယောက်လိုပဲပြောထားတာရှေ့ရှောင်းလို့တကယ်ချင်းလိုပဲနဲ့တွေ့တာ နင်အခုကြည့်ချင်ရင်ငါအချိန်မပေးနိုင်ဘူးဆိုတော့ငါနားလိုက်ပါလားဒါပေမဲ့အချိန်တိုင်းတာတခုတည်းရောစောင့်ဆိုတော့ငါစောင့်ပါမယ်အဲ့ချိန်ကတေချာဆုံးဖြတ်ပြီးမှနင်ကအဖြစ်ပြန်ပေးပါလား အေးလေငါနဲ့စဉ်းစားပေးပါမယ်ခုတော့ငါတို့ပြန်ချရအောင်နော် ငါပဲဖိုးခွားဟဲ့အောင်အခုမင်းတို့ဘယ်မှာရှိနေတာဟုတ်ပြီအဲ့မှာမင်းတို့စောင့်နေမှာအခုချက်ချင်းမင်းတို့စင်လာခဲ့မင်းတို့စီရယူလာတဲ့အကျိုးငါအကျိုးအရင်လာပြီးတော့အခုချက်ချင်းမင်းတို့စီမှာလာတယ်ကြောက်ဒီမှာပဲစောင့်နေတာဟုတ်ပြီဒါပဲနော် ဟုတ်ခုကျွန်တော်လာပြီဟုတ်ဦးလေးကျွန်တော်အမြတ်သားဆေးအောင်ပြန်လက်ပြပါဗျာကျွန်တော်အရင်ရေးကြီးတယ်လို့ပါဗျာဟုတ်ကျွန်တော်လာနေပြီခင်ဗျာဦးလေးနည်းနည်းမောင်းရပါဗျာဦးလေး